မြန်မာပြည်သက်တွေနဲ့ထိုင်းပြည်သက်တွေစိတ်ဝင်စားစောင့်မျှော်အားပေးခဲ့ကြတဲ့ထိုင်းမွေထိုင်းဂူရူကြီးစံရင်နဲ့မြန်မာဖိုက်တာသွေးလင်းထက်တို့ရဲ့ပွဲစဉ်ကတော့ဒီကနေ့ညမှာကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ One Friday Fight 126မှာပါဝင်ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ထိုင်းဖိုက်တာစံရင်နဲ့သွေးလင်းထက်တို့ရဲ့ပွဲစဉ်ကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ထိုင်းဖိုက်တာစံရင်ကအသက်42နှစ်အရွယ်ဖိုက်တာ2ဖြစ်ပြီးဝမ်ချန်ပီယံရှစ်မှာချန်ပီယံကပတ်3ခုထိရရှိထားမှုတဲ့ဖိုက်တာ2လည်းဖြစ်ပါတယ်။မြန်မာဖိုက်တာသွေးလင်းထက်ကတော့ဝမ်ချန်ပီယံရှစ်မှာ6ပွဲကစား9ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့တက်သစ်ဆလူငယ်ဖိုက်တာ2လို့ဆိုရမှာပါ။ပထမချီမှာတော့ထိုင်းဖိုက်တာဆန်ရဲ့အောက်ခြေကန်ချက်တွေနဲ့ဘဲဝိုက်လက်သီးတွေကြောင့်သွေးလင်းထက်ထိုးသက်ရခတ်နေပုံပြပါတယ်။ဒါကတော့ထိုင်းဖိုက်တာဆန်ရဲ့အမြင့်ကန်ချက်နဲ့ထိုင်းဖိုက်တာဆန်ရဲ့ဘဲဝိုက်လက်သီးမိထားတာဖြစ်ပါတယ်။ပထမချီကိုပြန်လဲသုံးသက်ရမယ်ဆိုရင်ထိုင်းဖိုက်တာဆန်ကသွေးလင်းထက်ကိုအသာရနေတယ်လို့ဆိုရမှာပါ။ဒုတိယချီမှာတော့သွေးလင်းထက်ရဲ့ပတ်တထောင်ဆန်အေလဲကျသွားပြီးအမှတ်စဉ်ရေခံထိခဲ့ပါတယ်။အဲ့နောက်ပိုင်းထိုင်းဖိုက်တာဆန်ကသွေးလင်းထက်ကိုဒရဇက်ဖီအားပေးလိုက်ထိုးနေခဲ့တာပါ။ထိုင်းဖိုက်တာဆန်ကမွေထိုင်းဖိုက်တာကြီး PP သွေးလင်းထက်ကိုဒရဇက်ဖီအားပေးထိုးသက်နေခဲ့တာပါ။ပွဲမတိုင်ခင်သုံးသက်ချက်တွေမှာတော့အသက်42နှစ်အရွယ်ဖိုက်တာ2ရဲ့စွမ်းဆောင်ရည်ကအသက်22နှစ်အရွယ်လူငယ်2ရဲ့စွမ်းဆောင်ရည်တွေနဲ့တက်လုံပိုင်းမှာကွာဟမှုရှိနေနိုင်တယ်လို့ဆိုပေမဲ့ကွင်းတွင်းစွမ်းဆောင်ရည်တွေမှာတော့ဆန်အေရဲ့ထိုးချက်တွေကတကယ့်ကိုကောင်းမွန်နေတာကိုတွေ့ရပါတယ်။ဒါကတော့မြန်မာဖိုက်တာသွေးလင်းထက်ရဲ့ပတ်တထောင်မိပြီးထိုင်းဖိုက်တာဆန်အေမှောက်ကျသွားခဲ့တာပါဒုတိယချီမှာသွေးလင်းထက်အနေနဲ့ထိုင်းဖိုက်တာဆန်အေကိုပတ်တထောင်ရခဲ့ပေမဲ့အဲ့နောက်ဆန်အေရဲ့ဖီအားပေးမှုတွေကြောင့်ဒုတိယချီမှာလည်းသွေးလင်းထက်မသာဘူးလို့ဆိုရမှာပါတတိယချီမှာလည်းထိုင်းဖိုက်တာဆန်အေကဒရဇက်ဖီအားပေးပြီးဆန်အေရဲ့ဘဲဝိုက်လက်သီးတစ်ချက်ကြောင့်သွေးလင်းထက်အမှတ်စဉ်ရေခံထိခဲ့ပါတယ်ဒါကြောင့်ပထမချီဒုတိယချီနဲ့တတိယချီတွေကိုသုံးသက်ရမယ်ဆိုရင်သွေးလင်းထက်အနေနဲ့လုံးဝနှိမ်ပါနေခဲ့တာပါဒါကကျွန်တော်တို့မြန်မာဖိုက်တာလေးသွေးလင်းထက်တယောက်ညံ့လို့မဟုတ်ဘဲထိုင်းဖိုက်တာဆန်ကသူ့ရဲ့ချန်ပီယံဂုဏ်ပုတ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်ချန်ပီယံဟောင်းတူအနေနဲ့အသက်42နှစ်အရွယ်မှာသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကပွဲတွင်းမှာကြီးခဲ့ရတာတကယ့်ကိုဂုဏ်ယူစရာကောင်းပါတယ်သွေးလင်းထက်အနေနဲ့လည်းနောက်ပွဲစဉ်တွေမှာအကောင်းဆုံးပြန်လာနိုင်ပါစေလို့တောင်းဆိုပြုရင်းကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါရစေဗျာ